အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးခြင်းတဲ့ speaking pattern လေးကတော့ nu black ing nu black adjective နှစ်မျိုးသုံးလို့ရတယ်ပေါ့နော် nu သူ့နောက်ကနေ adjective လိုက်လို့ရတယ်လို့ ing လိုက်ပြီးတော့သုံးလို့ရပါတယ်pattern လေးရဲ့အဓိပ္ပာယ်ကတော့ဘူးလားပေါ့နော် okay example sentence nu tired ကဒီမှာ adjective เนาะ nu tired မပင်ပန်းဘူးလား nu hungry ဘိုင်းမစားဘူးလား nu thirsty ရေမစားဘူးလား okay verb ing လေးလိုက်ပြီးသုံးကြည့်ရအောင် nu coming မလာဘူးလား nu eating the cake မစားဘူးလား nu doing homework အင်စာမလုပ်ဘူးလား nu buying new dress ဝတ်စုံအသစ်မဝယ်ဘူးလား nu wearing coat ခုတ်အင်ဂျီမဝတ်ဘူးလား okay အဲ့တော့တခုခုကိုမလုပ်ဘူးလားလို့မေးတဲ့အခါမှာ nu black ing ဒါမှမဟုတ်လဲ nu black adjective နှစ်မျိုးသုံးပြီးတော့ပြောလို့ရပါတယ် thank you